တာစစ်တို့မြည်သည်ဖြောင်မြူရလည်းမရှိသမြဲမို့မောင်တို့အခြေများရဲ့အများနဲ့ဤသူအခက်ခဲရှိကြပါရဲ့ကွယ်မေလေးရဲ့ဒါတွေတွေးကွယ်ကြားလေးဝေးမယ်ဒီအဖြစ်မျိုးတော့မရောက်လို့မယ်နှကိုယ်ရူနီးရစခန်းလမ်းပြလို့လိုက်ခဲ့ခေါ်ခြင်းနဲ့မြစ်တာစစ်တို့မြည်သည်ဖြောင်မြူရလည်းမရှိသမြဲမို့မောင်တို့အခြေများရဲ့အများနဲ့ဤသူအခက်ခဲရှိကြပါရဲ့ကွယ်မေလေးရဲ့ဒါတွေ